ခါတုန်းကအိမ်မက်ကြီးမားတဲ့ဇီးရဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့သူ့ရဲ့အကြီးမားဆုံးအိမ်မက်ကတော့အမြင့်ဆုံးတောင်ထိပ်တစ်ခုကိုတက်ရောက်ပြီးအဲ့ဒီကနေကမ္ဘာလောကကြီးကိုငုံကြည့်ကျင်ခဲ့တာပါဒီလိုနဲ့ဇီးရဟာခရီးစတင်ခဲ့ပါတယ်လန်ခီးမှာသူဟာအခက်အခဲတွေစိန်ခေါ်မှုတွေလူမျိုးမျိုးတွေကိုလည်းကြုံတွေ့ခဲ့ရတယ်ဇီးရမှာထူးခြားတဲ့အကျင့်တစ်ခုရှိတယ်သူကလမ်းမှာတစုံတစ်ယောက်ကသူ့ကိုစော်ကားပြောဆိုလိုက်ရင်အဲ့ဒီနာကျင်မှုကိုကိုစားပြုတဲ့အနှဲ့ရောင်ကြောက်တုံးတုံးကိုကောက်ပြီးသူ့အိတ်ထဲထည့်မယ်။သူအောင်မြင်မှုတစ်ခုရလာတဲ့အခါချီးကျူးခံရတဲ့အခါဂုဏ်ယူဝင့်ကြွားမှုကိုကိုစားပြုတဲ့ဆွေအောင်ကြောက်တုံးတုံးကိုကောက်ပြီးအိတ်ထဲထည့်မယ်။အဲ့ဒီလိုတွေးတွေနဲ့သူကြောဖို့အိတ်အလွတ်တစ်လုံးကိုလည်းယူလာခဲ့ပါတယ်။ဒါတွေကငါရဲ့အတွေ့အကြုံတွေပဲ။ဒါတွေမရှိရင်ငါဆိုတာဖြစ်လာမှာမဟုတ်ဘူးလို့သူတွေးပြီးအုံသိမ်းထားခဲ့ပါတယ်။တောင်နဲ့ခီးတဝက်လောက်ရောက်လာတဲ့အခါမှာတော့သူ့အိတ်ကြီးကတော်တော်လေးလေးလံနေခဲ့ပါပြီ။ခြေလမ်းတွေကလည်းနှေးကွေးလာခဲ့ပါတယ်။တခြားသူတွေကသူ့ကိုကြော်တက်သွားကြပေမဲ့သူကတော့မောဟပ်ပြီးကြံရစ်ခဲ့တယ်။ဒီတောင်ကြီးကဘာလို့ဒီလောက်မက်ဆောင်နေရတာလဲ။ကန်တရားကငါ့ချက်မှဘာလို့ဒီလောက်ခက်ခဲရတာလဲလို့သူကညှဉ်းညူနေမိပါတယ်။တကယ်တော့တောင်ကမက်ဆောက်တာမဟုတ်ပဲသူ့ရဲ့ကြိုးပိုးအိတ်ကလေးလံနေမှန်းသူမသိခဲ့တာပါ။တောင်ထက်ရောက်ခါနီးမှာတော့လမ်းကတဖြည်းဖြည်းကျဉ်လာခဲ့ပါတယ်။စစ်မှကြီးမားတဲ့6ကဘာကြီးတစ်ခုကလည်းချားနေခဲ့ပါတယ်။တစ်ဖက်ကန်းကိုရောက်ဖို့ဆိုရင်သူအားကုန်သုံးပြီးခုန်ကူးမှရပါမယ်။ဇီးရဟာခုန်ကူးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့သူ့ကြောပေါ်ကအိတ်ကြီးကလေးလံလုံးလို့သူမခုန်ကူးရဲခဲ့ပါဘူး။အိတ်ကိုလွယ်ပြီးခုန်ရင်တေချာပေါက်ပြုတ်ကျသွားပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအိတ်ကိုစွန့်ပစ်လိုက်ရင်လည်းသူ့ရဲ့အတိတ်တွေသူ့ရဲ့အောင်မြင်မှုတွေနဲ့နာကျင်မှုမှတ်တိုင်တွေပျောက်ဆုံးကုန်လို့မယ်ဆိုပြီးတော့မှသူကတွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတောင်ပေါ်ကပြန်ဆင်းလာတဲ့တောင်တဲ့အဖိုးကိုတယောက်ကသူ့ကိုမြင်သွားပြီးပြုံးကပြောလိုက်ပါတယ်။လူလေးအမြင့်ကိုရောက်ချင်ရင်လေးလံတဲ့အရာတွေကိုစွန့်ခဲ့မှရမယ်ကွ။လက်ထဲမှာအတိတ်ကိုစုပ်ကင်ထားရင်အနာဂတ်ကိုလမ်းဆွဲဖို့လက်မအားတော့ဘူးလေ။ဇီးရဟာသဘောပေါက်သွားခဲ့ပါပြီ။သူဟာတက်ပြင်းတစ်ချက်ချလိုက်ပြီးသူ့ရဲ့လေးလံလာတဲ့ကြိုးပွေးအိတ်ကြီးကိုဖြုတ်ချလိုက်တယ်။အိတ်ကြီးကတော့6ကဘာလေးကိုလိမ့်ဆင်းသွားခဲ့ပါတယ်။ပြီးတော့သူ့ခန္ဓာကိုယ်ဟာငှက်မွေးလေးလိုပေါ့ပါသွားသလိုခံစားလိုက်ရပါတယ်။နောက်တော့သူအားအကုန်ယူပြီးခုန်ကူးလိုက်ပါတယ်။ပေါ့ပါသွားတဲ့ခန္ဓာကိုယ်ကြောင့်တစ်ဖက်ကန်းကိုလွယ်လွယ်ကူကူပဲရောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတောင်ထိပ်ကိုရောက်သွားခဲ့ပြီးလှပတဲ့ဆုကင်းကြီးကိုကြည့်ရပြုံးနိုင်ခဲ့ပါတော့တယ်။မနေ့ကအရာတွေကိုမနေ့ကမှပဲထားခဲ့ပါ။မနေ့ဖြန်စီတက်လမ်းဖို့ဒီနေ့မှတင့်ရဲ့လက်တွေတင့်ရဲ့စိတ်တွေပေါ့ပါနေဖို့လိုပါတယ်။အတိတ်ဆိုတာတင်ယူဖို့ပါ။တည်ဖို့သွားဖို့မဟုတ်ပါဘူး။ပုံမြင်လေးကိုသဘောကျတယ်ဆို channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။နောက်တစ်ခါပြန်တွေ့ကြပါမယ်ရှင်။တတ်တာ